ရက်ကြီးမင်္ဂလာပါရှင်။ကျမတို့ Let's Talk the New Channel ရဲ့ဒီနေ့ဩဂုတ်လ10ရက်နေ့အတွက်အထူးသတင်းသုံးသပ်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ကျမကရှုမြင်ပါ။စစ်အာဏာသိမ်းမှု9နှစ်ကျော်ကြာမြင့်လာချိန်မှာစစ်ကော်မရှင်ခေါင်းဆောင်မင်းအောင်လှိုင်ဟာတန်တမာရေးအရတရားဝင်မှုရရှိဖို့ရုန်းကန်နေရပြီးပြီးခဲ့တဲ့ဩဂုတ်6ရက်နဲ့9ရက်နေ့တွေမှာအိမ်နီးချင်းထိုင်းနိုင်ငံကိုတွားရောက်ကတရားဝင်မှုရှာဖွေဖို့ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့ဒီခင်းစဉ်ဟာထိုင်းနိုင်ငံအတွက်ဘာအကျိုးကျေးဇူးမှမရရှိပဲစစ်ကော်မရှင်ရဲ့တရားဝင်မှုကိုပဲတက်ရောက်စေခဲ့တယ်လို့ထိုင်းလွှတ်တော်အမတ်ကန်နဝီဆွေဆန်ကပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြလိုက်တယ်လို့စစ်ကော်မရှင်ဘက်ကအာဆီယံထဲပြန်ပါလာတော့မယ်ဆိုတဲ့ပြောဆိုချက်တွေဟာလည်းစိတ်ကူးရင်အိမ်မက်များတာဖြစ်တယ်လို့တန်တမန်ရေးရာလေ့လာသူတွေကသုံးသပ်နေကြပါတယ်။အခြားတစ်ဖက်မှာတော့စစ်ကော်မရှင်ရဲ့တန်တမန်ရေးရာအကြက်တဲနဲ့ထိတွေ့နေချိန်မှာပဲတော်လိုင်းရင်အင်အားစုတွေဘက်ကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ SCEF ခေါ် Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီတို့ပူးပေါင်းပြီးပြည်သူ့ခုခံတွန်းလှန်စစ်ကနေမဟာဗျူဟာမြောက်ထိုးစစ်အဖြစ်တက်လှမ်းနိုင်ရေးစစ်ရေးနဲ့နိုင်ငံရေးမဟာဗျူဟာတွေကိုပြင်ဆင်အကောင့်ထဲပေါ်နေကြပါတယ်။ဒီနေ့မှာတော့တစ်ဖက်မှာတရားဝင်မှုရရှိဖို့ရုန်းကန်နေရတဲ့စစ်ကော်မရှင်ရဲ့တန်တမန်ရေးပြည်ရများနဲ့အခြားတစ်ဖက်မှာအချိန်အဟုန်မြင့်ပြင်ဆင်လာတဲ့တော်လှန်ရေးအင်အားစုတွေရဲ့မဟာဗျူဟာမြောက်ပန်းတိုင်များကိုစာနယ်ဇင်းဆိုင်ရာရှုထောင့်များစစ်ရေးနိုင်ငံရေးလေ့လာသူတွေရဲ့ထောက်ပြချက်တွေနဲ့အတူအသေးစိတ်သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်းအောင်လှိုင်ရဲ့ထိုင်းခီးစဉ်ကနဝီရဲ့ဝေဖန်ချက်နဲ့ခိုင်ခိုင်ဆိုးရဲ့စိတ်ကူးရင်အိမ်မက်ထမဦးစွာစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခီးစဉ်နဲ့ပတ်သက်လို့ပေါ်ထွက်လာတဲ့ဝေဖန်သုံးသပ်ချက်များကိုတင်ပြပေးချင်ပါတယ်။အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာဩဂုတ်6ရက်ကနေ9ရက်နေ့အထိထိုင်းနိုင်ငံကိုတွားရောက်ခဲ့ပြီးထိုင်းဝန်ကြီးချုပ်အမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌတို့နဲ့တွေ့ဆုံခဲ့တယ်လို့မြန်မာထိုင်းစီးပွားရေးဖိုရမ်ကိုလည်းတက်ရောက်ခဲ့ပါတယ်။ဒီခီးစဉ်နဲ့ပတ်သက်ပြီးစစ်ကော်မရှင်တမန်တော်ရုံးပြောရေးဆိုခွင့်ရှိသူဒေါက်တာခိုင်ခိုင်ဆိုးကဒီခီးစဉ်ဟာအာဆီယံအတိုင်းဝိုင်းအတွင်းမြန်မာနိုင်ငံမူလအတိုင်းပြန်လည်ပါဝင်လာရေးအတွက်များစွာအထောက်အကူပြုတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ဒီပြောဆိုချက်ဟာဒေတာတွင်တန်တမန်ရေးအမှန်တရားကိုဖုံးကွယ်လိုတဲ့စိတ်ကူးရင်မှုတာဖြစ်တယ်လို့နိုင်ငံရေးနဲ့တန်တမန်ရေးလေ့လာသူတွေကထောက်ပြကြပါတယ်။ထိုင်းလွှတ်တော်အမတ်ကနဝီဆွေဆန်ကစစ်ကောင်ဆောင်ရဲ့ခရီးစဉ်အတွင်းမြန်မာဘက်ကဘလို့ခိုင်မာတဲ့ဂတိကဝတ်များပေးအပ်ခဲ့ခြင်းမရှိပဲထိုင်းအစိုးရအနေနဲ့စစ်ကော်မရှင်ရဲ့တရားဝင်မှုကိုပုံမခိုင်မာစေခဲ့တယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ထိုင်းအစိုးရရဲ့သတင်းစာရှင်းလင်းပွဲတွေမှာညွှန်လင်းချက်ဆိုတဲ့စကားလုံးကိုအထက်ထက်ကြားခဲ့ရပြီးမင်းအောင်လှိုင်ဘက်ကထိုင်းအာဆီယံနဲ့မြန်မာပြည်သူများအပေါ်တာဝန်ယူမဲ့ဆိုတဲ့ဂတိကဝတ်လုံးဝမကြားခဲ့ရပါလို့ကနဝီကထောက်ပြထားပါတယ်။ဒါအပြင်နေဆက်ဖြတ်ကျော်ရေထုညဉ့်ညံမှုနဲ့ပတ်သက်လို့နားလည်မှုစာချွန်လွှာရေးထိုးခဲ့ခြင်းမှာလည်းရှမ်းပြည်နယ်မြောက်ပိုင်းရှိအကြီးစားမြေချတတုတူဖော်ရေးလုပ်ငန်းတွေကိုတားဆီးဖို့ခိုင်မာတဲ့ကတိကဝတ်တွေတော့မပါဝင်ခဲ့ပါဘူး။ထဝယ်နဲ့ကြောက်ဖြူရည်နက်စိတ်ကမ်းတွေအပါအဝင်ပထဝီနိုင်ငံရေးနဲ့စီးပွားရေးအသာစီးရရှိရေးစစ်ကော်မရှင်ရဲ့ဆောင်ရွက်မှုတွေအပေါ်ထိုင်းနိုင်ငံအနေနဲ့ကြိုတင်ပြင်ဆင်မှုမရှိဘဲဖြစ်မှတုံ့ပြန်ရတဲ့အနေအထားကိုရောက်ရှိနေကြောင်းလည်းကနဝီကသတိပေးခဲ့ပါတယ်။အာဆီယံတန်တမန်ရေးရရှုထောင့်ကကြည့်ရင်လည်းအာဆီယံဟာ10နိုင်ငံလုံးရဲ့ဗဟိုမူဝါဒနဲ့ဘုံသဘောတူညီချက်တွေအပေါ်အခြေခံတာကြောင့်အိန္ဒိယထိုင်းနိုင်ငံတစ်ခုတည်းရဲ့ထိတွေ့ဆက်ဆံမှုများနဲ့စစ်ကော်မရှင်အနေနဲ့အာဆီယံမှာပုံမှန်ပြန်လည်ပါဝင်လာနိုင်မှာမဟုတ်ပါဘူး။စစ်ကော်မရှင်ဟာအာဆီယံဘုံသဘောတူညီချက်5ချက်ကိုလစ်လျူရှုထားပြီးကိုပြည်သူပေါ်လီချောင်းကနေဘုံကျဲအကြမ်းဖက်နေသည်များအဲ့ဒီကာလပတ်လုံးအင်ဒိုနီးရှားမလေးရှားနဲ့စင်ကာပူစတဲ့အဓိကအာဆီယံနိုင်ငံတွေရဲ့ဖိအားနဲ့ဖယ်ကျင်မှုကိုဆက်လက်ရင်ဆိုင်နေရမှာလားဖြစ်ပါတယ်။တော်လန်ရင်အင်အားစုများရဲ့တုံ့ပြန်မှု SCEF နဲ့ PDF တပ်မှုကြီးများအစည်းအဝေးစစ်ကော်မရှင်ကတန်တမန်ရေးထွက်ပေါက်ရှာဖွေနေချိန်မှာပဲတော်လန်ရင်အင်အားစုတွေဘက်ကတော့စစ်ရေးနဲ့နိုင်ငံရေးမဟာဗျူဟာတွေကိုပုံမစနစ်တကျပေါင်းဆက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ဩဂုတ်လ9ရက်နေ့က Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ရဲ့မဟာဗျူဟာနဲ့မူဝါဒရေးရာဦးဆောင်အဖွဲ့နဲ့စစ်မဟာဗျူဟာပေါင်းဆက်ညှိနှိုင်းကွပ်ကဲရေးကော်မတီတို့
online မှာတစ်ဆင့်အစည်းအဝေးကျင်းပခဲ့ကြပါတယ်အဆိုပါအစည်းအဝေးမှာစစ်မဟာဗျူဟာပေါင်းဆက်ညှိနှိုင်းကုတ်ကဲရေးကော်မတီပူးတွဲဥက္ကဋ္ဌ2ဦးအတွင်းရေးမှူး2ဦးနဲ့တွဲဖက်အတွင်းရေးမှူး2ဦးတို့ကိုရွေးချယ်တာဝန်ပေးအပ်ခဲ့ပြီးတော်လှန်ရေးရှိလုပ်ငန်းစဉ်တွေနဲ့မဟာဗျူဟာမြောက်ပန်းတိုင်းတွေကိုပေါင်းဆက်ညှိနှိုင်းအကောင့်ထဲပေါ်ဖို့သဘောတူညီခဲ့ကြပါတယ်ဒီစည်းဝေးကို SCEF အလဲကျတဘာပတိဖူဦးရဲအပါဝင်ခေါင်းဆောင်10ဦးတက်ရောက်ခဲ့ကြပါတယ်တစ်ဆက်တည်းမှာပဲပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်မှုကြီးများအစည်းအဝေးကိုလည်းဩဂုတ်လ3ရက်ကနေ6ရက်အထိကျင်းပခဲ့ကြောင်းညမနေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီအစည်းအဝေးမှာစစ်တေတာတီတီရှိတက်ဆိုင်ရာတိုင်းရင်းတန်းတော်လှန်ရေးအင်အားစုများ ERO အားလုံးနဲ့လက်တွဲပြီးပြည်သူ့ခုခံတွန်းလှန်ရေးစစ်ဟာမဟာဗျူဟာထိုးစစ်တို့တက်လန်းနိုင်ရေးဦးတည်ပြင်ဆင်ဆောင်ရွက်သွားမယ်လုပ်ငန်းစဉ်တွေကိုချမှတ်ခဲ့ကြပါတယ်ဒါ့အပြင် SCEF ရဲ့စစ်မဟာဗျူဟာပေါင်းဆက်ညှိနှိုင်းရေးနဲ့ကုတ်ကဲရေးကော်မတီမှာ PDF အနေနဲ့မဟာဗျူဟာကြကြပါဝင်ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များကိုပါချမှတ်ခဲ့တာဖြစ်ပါတယ်အစည်းအဝေးစတုဒ္ဒနေ့မှာ NUG ယာယီတမရဒူဝါလက်ချီလာပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်တို့အမှုပြုတဲ့ပြည်သူ့လုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီလုံကာအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီးရှေ့လုပ်ငန်းစဉ်များတင်ပြကနိုင်ငံရေးဥဆောင်မှုနဲ့လမ်းညွှန်မှုများကိုခံယူခဲ့ကြပါတယ်စစ်ရေးနိုင်ငံရေးတုံ့တက်ချက်နဲ့အလဲအပြောင်းလက္ခဏာများဒီချက်လက်တွေကိုအခြေခံပြီးစစ်ရေးနဲ့နိုင်ငံရေးလေးလာတုံ့တက်သူများရဲ့ထောက်ပြချက်တွေကိုပေါင်းဆက်တုံ့တက်ကြည့်ရအောင်ပါပထမချက်တန်တမန်ရေးရာကွာဟချက်နဲ့အားပြိုင်မှုစစ်ကော်မရှင်ဟာပြည်တွင်းမှာနေနေစိုးမိုးမှုတွေလက်လွတ်ဆုံးချုံနေရချိန်မှာအိမ်နီးချင်းထိုင်းနိုင်ငံလိုနိုင်ငံတွေကိုအသုံးပြုပြီးနိုင်ငံတကာတရားဝင်မှုရရှိအောင်တန်တမန်ရေးထွက်ပေါက်ရှာနေခြင်းဖြစ်ပါတယ်တိုးတော်လဲထိုင်းလို့တော့အမှန်ကနဝီရဲ့ထောက်ပြချက်တွေကမီးမောင်းထိုးပြနေတယ်လို့စစ်ကော်မရှင်ဟာဘလို့ကတိကဝတ်မှမပေးနိုင်တယ်လို့အာဆီယံရဲ့ဘုံသဘောတူညီချက်တွေကိုလည်းမလိုက်နာတာကြောင့်အာဆီယံအတွင်းမူလအတိုင်းပြန်လည်ပါဝင်လာရေးမှာမဖြစ်နိုင်တဲ့စိတ်ကူးရင်မှုတာဖြစ်ပါတယ်ဒုတိယချက်စစ်ရေးကုတ်ကဲမှုပေါင်းဆက်နိုင်ရေးရှေ့လန်းများတစ်ဖက်မှာ SCEF နဲ့ NUG PDF တို့အကြားစစ်မဟာဗျူဟာပေါင်းဆက်ညှိနှိုင်းရေးကုတ်ကဲရေးကော်မတီကိုစနစ်တကျဖွဲ့စည်းလာနိုင်ခြင်းဟာတော်လှန်ရေးရဲ့အရေးပါတဲ့မဟာဗျူဟာမြောက်ရှေ့လန်းဖြစ်ပါတယ်လေလာသူတွေကတော်လှန်ရေးအားစုအကြားတစုတစီထဲသောကုတ်ကဲမှုစနစ်ပေါ်ထွက်လာရေးဟာစစ်ကော်မရှင်ကိုအပြတ်အသတ်အနိုင်ယူနိုင်ဖို့အတွက်အဓိကအကျဆုံးလိုအပ်ချက်ဖြစ်ကြောင်းအမြဲထောက်ပြခဲ့ကြရာယခု SCEF ရဲ့ပြင်ဆင်မှုတွေဟာအဲ့ဒီလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ကြိုးပမ်းမှုဖြစ်ပါတယ်တတိယအချက်ခုခံစစ်မှာမဟာဗျူဟာထိုးစစ်တို့ပြောင်းလဲခြင်း PDF တပ်မှုကြီးများအစည်းအဝေးမှာမဟာဗျူဟာထိုးစစ်တို့တက်လန်ဖို့ချမှတ်လိုက်တဲ့လုပ်ငန်းစဉ်တွေဟာစစ်မြေပြင်မှာတိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့တွေနဲ့ပုံမဟန်ချက်ညီရဲ့ပူပေါင်းထိုးစစ်များပေါ်ပေါက်လာတော့မယ်ဆိုတဲ့လက္ခဏာရပ်ဖြစ်ပါတယ်စစ်ကော်မရှင်အနေနဲ့စစ်အင်အားနဲ့နေဆုံးချုံမှုများပြားနေချိန်မှာတော်လိုင်းရင်အားစုတွေရဲ့ဟန်ချက်ညီတဲ့မဟာဗျူဟာထိုးစစ်တွေကိုရင်ဆိုင်ရပါကစစ်ရေးအရာပုံမအကျက်တဲ့စိုက်သွားနိုင်ကြောင်းတုံ့တက်ကြပါတယ်အနစ်ချုပ်တုံ့တက်ရရင်တော့စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့ထိုင်းခီးစဉ်မှာတဆင့်တရားဝင်မှုချဖွေရေးနဲ့အာဆီယံတို့ပြန်လည်ဝင်ရောက်ရေးကြိုးပမ်းမှုများဟာမြေပြင်အမှန်တရားနဲ့ကင်းကွာနေတဲ့တန်တမန်ရေးရာဟန်ပြဝါဒဖြန့်မှုများတာဖြစ်ပါတယ်တစ်ဖက်မှာလည်းတော်လိုင်းအားစုတွေဖြစ်ကြတဲ့ NUG PDF နဲ့တိုင်းရင်းသားမဟာမိတ်တွေပါဝင်တဲ့ SCEF တို့ဟာစစ်ရေးနိုင်ငံရေးကွက်ကဲမှုများကိုမဟာဗျူဟာကြကြစနစ်တကျပေါင်းစပ်ပြီးပြည်သူခုခံတွန်းလှန်စစ်မှမဟာဗျူဟာထိုးစစ်အဖြစ်အသွင်ကူးပြောင်းဖို့ပြင်ဆင်နေကြပြီဖြစ်ပါတယ်။တန်တမန်ရေးရာစိတ်ကူးရင်မှုတွေထက်မြေပြင်စစ်ရေးနဲ့စနစ်ကျတဲ့တော်လှန်ရေးမဟာဗျူဟာတွေကသာမြန်မာနိုင်ငံရဲ့အနာဂတ်အပြောင်းလဲကိုဆုံးဖြတ်သွားမှာဖြစ်ပါကြောင်းသုံးသပ်တင်ဆက်လိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ကျမတို့ channel ကို subscribe လုပ်ထားပြီး notification bell လေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။အားလုံးပဲဘေးအန္တရာယ်အပေါင်းကကင်းဝေးကြပါစေရှင်။ကျမရှုမြိမ်ပါ။